အခုဗီဒီယိုမှာကကြတော့ UAE မှာအလုပ်လုပ်ဖို့ဆိုလို့ရှိရင် offer letter contract sign ထိုးပြီးတဲ့ခါကျလို့ရှိရင် company ဘက်က visa တွေဘယ်လို run လဲအကြောင်းကိုပြောပြပေးသွားမှာပေါ့နော် UAE မှာကြတော့ offer letter ရပြီးရင်အလုပ်ရှင်ဘက်က visa provide ပေးတယ်အဲ့ဒီရဲ့ visa provide ကကြတော့2 year Emirates visa ရတယ်ပေါ့နော်2 year အလုပ်လုပ်ခွင့်ရှိတယ်အကယ်၍ဒါအဲ့2 year ပြီးသွားလို့ရှိရင်ဒီထပ်2 year ဆိုပြီးတော့ထပ်ပြီးတော့ visa ထပ် run ရတယ်ပေါ့နော်ပထမအဆုံးအနေနဲ့ဆိုကိုက offer letter မှာ contract မှာ sign ထိုးမယ်အဲ့ဒီ sign ထိုးပြီးတဲ့ခါကျလို့ရှိရင် employer ဘက် sign မထိုးခင်မှာတော့ကိုယ့်ဘက်ကနေပြီးတော့ဒီရဲ့ offer letter ကိုတေချာဖတ်ပေါ့နော်အဲ့ဒီမှာကသူက salary တွေရောကိုယ် provide ပေးမဲ့အရာတွေမလုပ်ရမဲ့ဟာတွေလုပ်ရမဲ့အရာတွေကိုသူက mention ထားတယ်အဲ့မှာ sign မထိုးခင်ကိုယ့်ဘက်ကနေပြီးတော့တေချာဖတ်ပြီးရင် sign ထိုးပေးလိုက် sign ထိုးပေးပြီးတဲ့ခါကျတော့သူတို့က work permit ဆိုပြီးတော့ set run ပေးရပေါ့နော် work permit entry permit ဆိုတာက employer ဘက်က MOHRE ကိုapply လုပ်ပြီးတော့တင်တဲ့ဟာပေါ့နော်အဲ့ဒါလည်း company ဘက်ကဆက်လုပ်ပေးသွားမှာနောက်တစ်ဆင့်အနေနဲ့ဆို status change သွားမယ် status change တာကြတော့ကိုက basic visa ကနေပြီးတော့ employment visa ကို change သွားမှာ employment visa ကို change တဲ့ခါကျရင်သူကရက်60 UAE မှာနေခွင့်ရှိတယ်အဲ့ဒီရဲ့ရက်60အတွင်းမှာကုမ္ပဏီဘက်ကနေပြီးတော့လက်ပွေနှိပ်တာတွေဆေးစစ်တာတွေ ID run မဲ့အလုပ်တွေကိုသူတို့ကထပ်ပြီးတော့အဲ့2လအတွင်းမှာအပြီးသက်လုပ်ပေးရမှာပေါ့နော်အဲ့ဒါကကြတော့လေကုမ္ပဏီဘက်ကပဲလုပ်ပေးတာပြီးရင်နောက်တစ်ဆင့်အနေနဲ့ဆိုလို့ရှိရင် medical test ဆက်ရမယ် medical test ကကြတော့သွေးစစ်မယ်ပြီးရင် X-ray ဆိုပြီးတော့စစ်မယ်ပေါ့နော်ဒါဒီရဲ့ဆေးစစ်ချက်တွေကိုလည်းသူကကုမ္ပဏီကို direct ပို့မှာကိုကမြန်မာနိုင်ငံမှာစစ်ပြီးသားဆိုလို့ရှိရင်လေကိုကထပ်စစ်ပေးရမှာပဲကိုကအလုပ်ပြောင်းမယ်ဒီနိုင်ငံမှာအလုပ်လုပ်ပြီးသားနောက်တစ်လုပ်ကိုပြောင်းမယ်ဆိုလို့ရှိရင်လေ medical test ကထပ်စစ်ပေးဖို့လိုတယ်ကိုကဘာယူသွားမလဲဆိုတော့ passport တွေ entry permit တွေ status change နဲ့ receipt ကိုကယူသွားပေးရမယ်ဒါကကြတော့ကုမ္ပဏီဘက်ကနေပြီးတော့မသွားခင်မှာကိုပေးလိုက်မယ့်ဟာပေါ့နော်နောက်တစ်ဆင့်ကကြတော့လက်ပွေနှိပ်ရမှာလက်ပွေနှိပ်ရမယ့်အဆင့်ကကြတော့ပထမဦးဆုံးဒီနိုင်ငံကိုအလုပ်လာရှာတယ် basic visa နဲ့အလုပ်လာရှာတယ်ပထမဦးဆုံးအလုပ်ဆိုတဲ့ဟာမှာပဲကိုက fingerprint ကိုနှိပ်ပေးရမှာအဲ့ဒီ fingerprint နှိပ်ပေးဖို့အတွက်ဆိုလို့ရှိရင်ကိုက photo တွေ Emirates ID ဘာယူသွားရမလဲဆိုလို့ရှိရင် original passport ပေါ့နော်ပြီးရင် medical fitness center certificate ယူသွားရမယ် entry permit တွေယူသွားရမယ်ပေါ့နော်အဲ့ဒါကတော့ကုမ္ပဏီဘက်ကနေပြီးတော့ကိုမသွားခင်မှာပေးလိုက်မယ့်ဟာပေါ့နော်ဒီအဆင့်ကကြတော့ ID ကကြတော့ basic visa သမားအလုပ်ပထမဆုံးလုပ်တဲ့လူတွေပဲသွားရလုပ်ရမယ့်အဆင့်ကိုက transfer ပြောင်းမယ်အနောက်လုပ်တစ်ခုကိုရှောက်မယ်ဆိုလို့ရှိရင်ဒီလက်ပွေကနှိပ်เสียမလို့တော့ဘူးเนาะ UAE မှာနောက်လုပ်တွေဘလောက်ပဲပြောင်းလက်ပွေနှိပ်မယ့်အဆင့်ကလုပ်เสียမလို့တော့ဘူးပြီးရင်နောက်တစ်ဆင့်ကကြတော့ labor cat ရဲ့ contract registration ဆိုပြီးတော့ဒါကုမ္ပဏီဘက်ကနေပြီးတော့work contract register MOHRE မှာသူတို့ဘက်ကနေပြီး register တင်မှာပေါ့နော်နောက်တစ်ဆင့်ကကြတော့health insurance ဒါကကြတော့သူတို့ဘက်ကကုမ္ပဏီဘက်က provide ပေးရမယ့်ဟာပေါ့နော်ဒူဘိုင်းနဲ့အဘူဒါဘီဆိုလို့ရှိရင်သူက mass fee အနေနဲ့ထားပေးရဲဒါပေမဲ့ဒီဟာမှာလဲကွာတယ်ကုမ္ပဏီတစ်ခုနဲ့ပေးတဲ့ဟာကွာတဲ့ပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ insurance cover ဖြစ်တဲ့ဟာတွေကလည်း benefit တွေကလည်းကွာသွားတယ်ပေါ့နော်နောက်ဆုံးအဆင့်အနေနဲ့ဆိုလို့ရှိရင်တော့ကိုက ID ဟာမှာဟဲ့ insurance လုပ်ပြီးသွားပြီဆိုတော့ဒီအဆင့်တွေပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ဘက်က ID ရလာမယ်ID ရလာပြီးရင်ကိုက UAE နိုင်ငံမှာအလုပ်2 year ဒီ ID ကတက်တန်းရှိတယ်အဲ့ဒီ2 year အတွင်းမှာဒါမဲ့ free zone company တို့ဘာလို့ကြလို့ရှိရင်တော့ depend on employer အပေါ်မှာပဲမူတည်မယ်ပေါ့နော်ဒါ mainland company အနေနဲ့ဆိုလို့ရှိရင်2 year ကိုကဒီနိုင်ငံမှာအလုပ်လုပ်ခွင့်ရှိသွားပြီဒီ ID ကတ်က2 year အနေနဲ့ကိုကကင်ထားလို့ရပြီပေါ့နော်ကိုဘက်ကဗီဇာမရန်ခင်မှာဘာတွေပြင်ဆင်ထားဖို့လိုအပ်မလဲဆိုလို့ရှိရင် final step အနေနဲ့ဆိုရင်ကိုဘက်ကပြင်ဆင်ထားရမယ့်ဟာက original passport က6လအတွင်းရှိရမယ်ပေါ့နော်6လအတွင်း copy ရှိရမယ် passport size photo အနေနဲ့ကိုရှိမှာမရှိဘူးဆိုလို့ရှိရင်တော့ hard copy အနေနဲ့ကိုဒီမှာသွားရိုက်ထားလို့ရတယ်ပြင်ဆင်ထားဖို့လိုတယ်ပေါ့နော် attested certificate တချို့ကကြတော့ဘွဲလက်မှတ်ကို attested certificate တောင်းတယ်အဲ့ဒါကကြတော့ attested certificate အကြောင်းတက်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ပြပေးမယ်ပေါ့နော်
ကိုယ့်ရဲ့လက်ရှိဗီဇာကိုလည်းပြဖို့လိုမယ်ဗီဇာက visit visa ဆိုလို့ရှိရင်အဲ့ဒီရဲ့ visit visa စာရွက်စာတမ်း copy ကိုသူတို့ဘက်ကတောင်းတယ်ပြီးရင်ကိုကနောက်လုပ်တစ်ခုပြောင်းမယ်ဆိုလို့ရှိရင် cancellation visa ကိုအရင်လုပ်ခဲ့တဲ့အလုပ်ကနေတောင်းပေါ့နော်အဲ့ဒီတောင်းcancellation visa ကိုလည်း company ဘက်ကိုပေးဖို့လိုတယ်ပေါ့နော်ဒီရဲ့ ID ရဖို့အတွက်ဆိုလို့ရှိရင်2ပတ်ကနေ3ပတ်အတွင်းဆိုလို့ရှိရင်တကယ် document ကိုမှလည်းစုံတယ်သူတို့ဘက်ကလည်းတကယ် run ပေးရဆို2ပတ်ကနေ3ပတ်အတွင်းမှာ visa ရတယ်ပေါ့နော်တချို့ကကြတော့ဒီနိုင်ငံမှာလှုပ်လာလှုပ်တယ် visa တွေကြမ်းဖြစ်နေတယ်သူတို့ကတစ်လနဲ့လည်းမ run ပေး2လနဲ့လည်းမ run ပေးဆိုတာဒါ company ဘက်ကတေချာမ run ပေးလို့ပေါ့နော်တကယ် run နေဆိုလို့ရှိရင်2ပတ်ကနေ3ပတ်အတွင်းမှာဒီ visa ID ရတယ်ပေါ့နော်တော့ပြီးရင်နောက်ဆုံးအနေနဲ့ပြောပြချင်တာကကြတော့ labor contract ကိုတေချာဖတ် labor contract မှာအလုပ်ချိန်တွေပိတ်ရက်တွေတေချာ mention ထားရပေါ့နော် visa runner နဲ့ဒီ insurance ပေးတာနဲ့ဆို company ဘက်ကနေပြီးတော့9500ကနေ1000ကျားလောက်ရှိတယ်ဆိုတဲ့ခါကျရင်မြန်မာငွေနဲ့ဆိုလို့ရှိရင်300ဝန်းကျင်လောက်ရှိတယ်အဲ့တော့သူတို့ဘက်ကနေ training course တွေtraining course ကိုရော်ကြေးပေးရမယ်တို့ဘာလို့ဆို mention ထားတယ်အဲ့ဒီ mention ထားတာ labor contract မှာ MOHI ကိုရှင်းတဲ့ခါကျရင်ဒီ labor contract နဲ့ပဲရှင်းရမှာရှင်းရမယ်ဆိုတဲ့အခါကျတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းနောက်ပိုင်းကျလို့ရှိရင်အသေးစိတ် detail ပြောပြပေးမယ်ပေါ့နော်ဒါကတော့အခုပြောပြပေးတဲ့အကြောင်းအရာကကြတော့ကိုအလုပ်ရပြီးသွားတဲ့ခါကျရင်ကုမ္ပဏီဘက်က visa တွေဘယ်လို run လဲကိုဘက်ကဘာတွေပြင်ဆင်ထားတဲ့လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားတာတကယ်လို့ဒါကိုဘက်ကထပ်ပြီးတော့ဘာတွေသိကျင်သေးလဲသိကျင်တာတွေဘာတွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာမှန်သွားပြီပေါ့နော်နောက်ဗီဒီယိုတွေကြလို့ရှိရင် offer letter နဲ့ပတ်သက်ပြီးတော့ဒီ labor contract တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေပြင်ဆင်ထားရမလဲဘာအကြောင်းအရာတွေသိထားတဲ့လဲဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာပေါ့နော်